မိတ်ဆွေကောင်းဘလို့ရှာမလဲအခက်အခဲကြုံတဲ့အခါကိုယ်နားမှာမသူရှိတယ်လေအဲ့ဒါမိတ်ဆွေကောင်းနေပြီဟုတ်လားအခက်အခဲကြုံမှမိတ်ဆွေကသိတာအစင်ပြေးနေတဲ့အချိန်တော့ကိုကပေးနိုင်တယ်လေကျွေးနိုင်တယ်လေကိုအချိန်နဲ့စိန်တကက်ရောက်နေပါပြောင်းမှာဟုတ်ဗျစင်တော်မင်းပြီးကြံတုတ်ချင်တဲ့သူတွေလာကြတာလေအများကြီးပဲအဲ့ဒါကိုမိတ်ဆွေလို့မပြောနဲ့တာမန်မိတ်ဆွေနေတော့ဟုတ်ချုံပဲမိတ်ဆွေကောင်း the best friend the great friends အဲ့ဒီပုံကိုကြတော့ကိုဘလောက်ခက်ခဲသွားတယ်လေလူမှုရေးခက်ခဲစီးပွားရေးခက်ခဲကျန်းမာရေးခက်ခဲကြက်တဲပြီးတော့ရုံးထွက်လို့မရအောင်မွန်းကျင်နေတဲ့အချိန်မျိုးမှာကိုဘလိုမျိုးအားပေးတယ်လေကိုဘလိုမျိုးကြံ့ကြံ့ပေးတယ်ကိုဘက်ကဘလောက်ရက်တီပေးတယ်လေအဲ့ဒါမိတ်ဆွေပဲရိုးရိုးလေးပါမိတ်ဆွေကောင်းလိုချင်ကိုကလည်းသူများတွေကိုအဲ့လိုမျိုးရက်တီပေးတယ်ဟုတ်လားအဲ့ဒါကံလည်းဖြစ်တယ်တကယ်လည်းမိတ်ဆွေကောင်းဖြစ်တယ်သူများတွေခက်ခဲကြက်တဲနေကြကိုဘလောက်ဆောင်းရှော့ပေးနိုင်တယ်စေတနာမှန်မှန်နဲ့ဘလောက်ရက်တီပေးနိုင်တယ်မှန်မှန်ကန်ကန်ပေါ့လေအဲ့ဒါကမိတ်ဆွေကောင်းရဲ့အရှင်ပဲ